မိမိရဲ့အသက်အန္တရာယ်ကိုသိနေလျက်နဲ့အမှန်တရားအတွက်ရဲရဲဝံ့ဝံ့ပြောဆိုခဲ့တဲ့လူငယ်တယောက်အကြောင်းကိုမိတ်ဆွေတို့သိပါသလားဒီဗီဒီယိုကတော့လူအခွင့်အရေးနဲ့လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကိုတန်ဖိုးထားသူတွေအတွက်ရည်ရွယ်ပါတယ်လာအိုနိုင်ငံကနာမည်ကျော်တက်ကြွလှုပ်ရှားသူစီဆိုင်လွမ်မွန်ဒါဟာလူမှုကွန်ရက်ပေါ်မှာလူသိများတဲ့ဝေဖန်ရေးသမားတူဖြစ်ပါတယ်ဒါပေမဲ့သူဟာ2026ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာထူးဆန်းစွာပျောက်ဆုံးသွားပြီးရက်အနည်းငယ်အကြာမှာပဲသူ့ရဲ့ရုပ်အလောင်းကိုပြန်တွေ့ခဲ့ရပါတယ်1990ခုနှစ်မှာမွေးဖွားခဲ့တဲ့စီဆိုင်ဟာအွန်လိုင်းမှာဘောင်မော်ကန်ဒါမှမဟုတ် Mr. Ken ဆိုတဲ့အမည်နဲ့လူသိများပါတယ်သူဟာ Facebook စာမျက်နှာမှာ follower 6000 ကျော်ရှိခဲ့တဲ့အထိအောက်စာညောင်းသူတူလေးဖြစ်ပါတယ်စီဆိုင်ဟာအစိုးရဌာနတွေကအကတိလိုက်စားမှုတွေစေယုံတွေမှာထိပြက်နေတဲ့လာဘေးလာယူမှုတွေကိုအမြဲတမ်းဝေဖန်ထောက်ပြလေးရှိပါတယ်ဒါအပြင်ဝါရင်စီးပြန်တွေပေါ်အစိုးရရဲ့ဆက်ဆံပုံနဲ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်အစိုးရလိုလားတဲ့အကောင့်တွေစီကနေအထက်အန်ဒီရဲ့ချင်းချုံမှုတွေအမြဲတမ်းကြုံတွေ့ခဲ့ရပါတယ်2025ခုနှစ်စက်တင်ဘာလမှာတော့သူဟာနောက်ဆုံးသတင်းစကားဆိုတဲ့ဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်အကယ်၍သူဟာ3ရက်ဆက်တိုက် post မတင်ဘဲပြောင်းနေခဲ့ရင်သူဟာတပ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့အဲ့ဒီဗီဒီယိုထဲမှာကြိုတင်ပြောထားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာလုံခြုံရေးအတွက်ဗီယန်ချမ်းမြို့တော်ကိုပြောင်းရွှေ့ခဲ့သလိုထိုင်းနိုင်ငံဘက်ကိုထွက်ခွာဖို့ကြိုးစားခဲ့ပေမဲ့အစိုးရကခွင့်မပြုခဲ့ပါဘူး2026ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာတော့စီဆိုင်ဟာအစားအနာမရှိပျောက်ဆုံးသွားခဲ့ပါတယ်အင်းနီနာချင်းတွေရဲ့ပြောပြချက်အရသူ့ကိုစစ်သားကြီးကလာရောက်ဖမ်းဆီးသွားပြီးအကျဉ်းထောင်တစ်ခုကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်ဒါပေမဲ့လာအိုအာဏာပိုင်တွေဘက်ကတော့သူ့ကိုဖမ်းဆီးထားခြင်းမရှိသလိုဒီကိစ္စနဲ့ဘာမှမသက်ဆိုင်ဘူးလို့ညင်းဆိုခဲ့ပါတယ်ဒီလိုနဲ့6ရက်အကြာမှာတော့အာနုံကိုတုံလုတ်စီမဲ့တရင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဖေဖော်ဝါရီလ20ရက်နေ့မှာဗီယန်ချမ်းမြို့အနီးကတောအုပ်တစ်ခုထဲမှာစီဆိုင်ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ပါတယ်ရုပ်အလောင်းအနီးမှာဆိုင်ကယ်တစ်စီးနဲ့အရက်ပလင်းတွေပါတဲ့အိတ်တလုံးကိုလည်းတွေ့ခဲ့ရပါတယ်ထူးခြားတာကသူတေဆုံးသွားတယ်လို့အတည်ပြုခဲ့ပြီးနောက်တစ်နေ့မှာပဲလာအိုနိုင်ငံရဲ့လွှတ်တော်ရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်ဒီတေဆုံးမှုဟာမတော်တဆမှုလားဒါမှမဟုတ်တစုံတစ်ယောက်ကစီစဉ်ထားတာလားဆိုတာမီးကွန်းထုတ်เสียဖြစ်လာပါတယ်စီဆိုင်ရဲ့ဇာပနာကျင်းပတဲ့နေ့မှာတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်ကစီဆိုင်ဟာအသက်ရှင်နေသေးတဲ့ဆိုရဲစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်မိသားစုဝင်တွေရဲ့ဆွဆွဲချက်တွေဟာအမားတွေသာဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့အဲ့ဒီအုပ်ချုပ်ရေးမှူးကပဲသူနားလည်မှုလွဲသွားတာဖြစ်ကြောင်းနဲ့စီဆိုင်တကယ်တည်ဆုံးသွားတာမှန်ကန်ကြောင်းပြန်လည်ဝန်ခံခဲ့ပါတယ်ဒီလိုရှင်းနောက်မညီတဲ့ပြောဆိုမှုတွေဟာအာဏာပိုင်တွေအပေါ်တန်တရားတွေပိုတိုးလာစေခဲ့ပါတယ်Human Rights Watch နဲ့တခြားလူ့အခွင့်အရေးအဖွဲ့အစည်းတွေကစီဆိုင်ရဲ့တည်ဆုံးမှုကိုဗတ်လိုက်မှုမရှိဘဲအမြန်ဆုံးစုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီတည်ဆုံးမှုဟာလာအိုအစိုးရကိုဝေဖန်သူတွေအတွက်ချင်းချောက်မှုတစ်ခုဖြစ်တယ်လို့သူတို့ကဖော်ပြပါတယ်။လာအိုနိုင်ငံမှာအစိုးရကိုဝေဖန်တဲ့တက်ကွက်လှူရှားသူတွေဟာအခုလိုမျိုးဆိုင်ကယ်မတော်တဆမှုဒါမှမဟုတ်ပျောက်ဆုံးမှုတွေနဲ့ကြုံတွေ့နေရတာဟာဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။အမှန်တရားအတွက်ယက်တီသူတွေရဲ့လုံခြုံရေးဟာအလွန်ကိုစိုးရိမ်စရာကောင်းနေပါတယ်စီဆိုင်လွမ်းမွန်သားရဲ့ဖြစ်ရထားလာအိုနိုင်ငံကပြည်သူတွေရဲ့အတန်ကိုတိတ်ဆိတ်သွားစေဖို့စ조사တဲ့ဖြစ်ရတစ်ခုလို့ဆိုနိုင်ပါတယ်ဒါဟာကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေထဲကတစ်ခုသာဖြစ်ပါတယ်ဒီလိုဖြစ်ရမျိုးတွေဟာနောက်ထပ်ဘယ်နှကြိမ်လောက်ထပ်ဖြစ်လာအောင်မလဲဆိုတာမသိနိုင်မဲနဲ့စီဆိုင်ခြံထားခဲ့တဲ့တတိနဲ့အမှန်တရားအတွက်တိုက်ပွဲဝင်မှုကတော့ကြန့်ရှိနေအောင်မှာဖြစ်ပါတယ်ဒီလိုမျိုးထူးခြားတဲ့အဖြစ်အပျက်တွေကိုသိရှိနိုင်ဖို့ဆက်လက်လေ့လာကြည့်ကြပါဦး